ကောင်လေးရဘွဲရလေးတော်ပါတယ်တဲ့တောက်တတ်တာလေးတစ်ခုပဲတဲ့ဘယ်တော့မှလူကြီးမတင်နဲ့၅ပါးမောက်သွားမယ်သူ့ဘဝသူ့တောင်မထိန်ကြောင်းနိုင်တာဘာပညာမှမတတ်ဘူးလက်မှတ်ပဲယူလာတာရှင်းလားပညာတတ်ဆိုတာသီလနဲ့ပြည့်စုံရမယ်တမာရီနဲ့ပြည့်စုံရမယ်ရှေ့တင်တစ်မျိုး၊ကိုယ်ရာတစ်မျိုးမဟုတ်ဘူးငါမျိုးတစ်မျိုးသူ့တစ်မျိုးတစ်မျိုးမလုပ်ရဘူးအဲ့ဒါပညာမဲ့တွေအုပ်ချုပ်သွားလို့တိုင်းပြည်လုံးဘုရားများဖြစ်သွားတာနားလဲလားလူကြီးသားသမီးကြတစ်မျိုးလူကြီးမဟုတ်တဲ့ကောင်ကြတော့တစ်မျိုးဒီနေ့အထိခံနေရတော့မင်းတို့အဲ့ဒါပညာမဲ့တနေ့သူကိုယ်တိုင်ဒီဒဏ်ခံရမယ်ဆိုတော့ तू မသိဘူးရှင်းလားအဲ့တော့ပညာတန်ဖို့ပညာရဲ့အဆုံးဖြတ်ပညာရှိမရှိဘာနဲ့ကြည့်မလဲသီလတမာရီနဲ့ကြည့်တမာရီပါထည့်ပြောလူတယောက်ကိုသေမှချီးကျူးလို့ပြောတာအဲ့ဒါပြောတာဘယ်အရွယ်ရောက်ဖောက်သွားနိုင်နေခုသူမေလား53နှစ်မယုံနဲ့ဟုတ်အခေါင်းနဲ့ရောက်မှယုံချိန်ပြီးအခုချိန်ဒီမိမရခြင်းစိတ်ကလည်းပျောက်သေးတာမဟုတ်ဘူးနော်လောဘလားကားကောင်းကောင်းနေစီးခြင်းတို့ဩဇာကောင်းကောင်းနေဝှချင်တို့အလိုမကျတဲ့ဒေါသကလည်းခေါင်ခိုက်နေတာဓာကြီးကျုံမယုံနဲ့သူမင်္ဂလာတော်လိုက်တာမပြောနဲ့သိမပြောတမာရီရှင်းလားရှင်းတယ်တစ်မျိုး၊ကွဲရတစ်မျိုး၊ခုတစ်မျိုး၊တော်ကြတစ်မျိုးလိုတစ်မျိုးမလိုတစ်မျိုးလုံနေရင်တမာရီဖောက်ပြန်သွားတော့အခုအားလုံးဒီတမာရီဟာသစ္စာလို့ခေါ်တယ်ဘဝသစ္စာလောကသစ္စာအားလုံးကကိုယ်တာဝန်ကိုသစ္စာဖောက်လိုက်ကြတဲ့အတွက်တိုင်းပြည်လုံးရေစုံမျောသွားခုငါနိုင်ငံရေးစကားနည်းနည်းပြောဦးမယ်ပြောလို့ရမလားပြောကြည့်မယ်နော်ဒါပေမဲ့ငါမပြောဘူးနင်တို့ကနင်တို့ဆင်ခြင်ပြီးပြောနော်ဒီနေ့ဒီတိုင်းပြည်ကြီးကတိုးတက်နေလားဆိုးရုံနေတရားဆွဲခံငါမပြောဘူးနင်တို့ပြောတာချမ်းသာနေလားဆင်းရဲနေလား66ကကြီးနဲ့ညှိမယ်နော်